အာဆင်နယ်ထက်စပိုတင်းလစ်စဘွန်ကပိုတာခဲ့တဲ့ချန်ပီယံစ်လိဂ်နီးဗျူဟာအားလုံးပဲမင်္ဂလာပါ MM Bookies ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။အာဆင်နယ်အသင်းဟာစပိုတင်းလစ်စဘွန်နဲ့ပွဲစဉ်မှာတပွဲလုံးနီးပါးရုံးကန်ခဲ့ရပေမဲ့နောက်ဆုံးမှာတော့အနိုင်ရလက်ကိုမထင်မှတ်ပဲအရားယူသွားနိုင်ခဲ့ပါတယ်။ပွဲစားတွေကစပိုတင်းအသင်းရဲ့နီးပြဘော့ကတ်ဟာအာဆင်နယ်ရဲ့ကစားကွက်တိဆောက်ပုံကိုဖျက်ဆီးဖို့လူကက်ကစားတဲ့ view ဟာ Man Oriented Press ကိုတေချာအသုံးပြုခဲ့ပါတယ်။သူတို့ဟာကွင်းလုံးပြည့် PR ကစားခဲ့လို့အာဆင်နယ်ကစားသမားတွေဘောလုံးပေးဝေဖို့တော်လေးခက်တွေ့ခဲ့ရပြီးပွဲကို Sporting ဘက်ကပဲစိတ်ကြိုက်ထိန်းချုပ်နိုင်ခဲ့တာကိုတွေ့ရပါလိမ့်မယ်။ Sporting အသင်းရဲ့ PR ပေးပုံကတကယ်ကိုပါနဲ့လွန်ခဲ့တာပါ။သူတို့ဟာအာဆင်နယ်နောက်တန်းကဘောလုံးစတဲ့တာနဲ့လူအင်အားတယောက်ရော -1 disadvantage နဲ့ PR ပေးပြီးကျန်တဲ့ကွင်းလယ်နဲ့ခန့်စစ်မှာလူအပူထားတဲ့စနစ်ကိုသုံးခဲ့တာပါ။ဒါဟာအာဆင်နယ်ရဲ့အဓိကတိုက်စစ်မှုဗီတာယောခရက်စ်ကိုစပိုတင်းနောက်ခံလူ2ယောက်ကအမြဲတမ်းဝိုင်းပတ်ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ဒီဗျူဟာကြောင့်အာဆင်နယ်တို့ဘောလုံးပိုင်ဆိုင်မှုရနေပေမဲ့ထိရောက်တဲ့ထိုးဖောက်မှုတွေမလုပ်နိုင်ခဲ့ပဲဂိုးအေရီယာအပြင်မှာလှည့်ပတ်နေခဲ့ရတာပါ။ပေါ်တူဂီကလပ်စပိုတင်းဟာခန့်စစ်တင်မကတိုက်စစ်မှာလည်းအားရစရာကောင်းခဲ့ပါတယ်။သူတို့ရဲ့ညာတောင်မန်ကနေကစားကွက်စတင်ပြီးဘယ်တောင်မန်ကမက်ဆီအာရူဂျိုစီကိုအမြန်ဆုံးဘောလုံးပြောင်းပေးတဲ့နီးလန်းနဲ့အာဆင်နယ်ကိုဒုက္ခပေးခဲ့ပါတယ်။အာရူဂျိုဟာခန့်စစ်မှာနောက်ခံလူလိုကစားပြီးတိုက်စစ်မှာတော့တောင်မန်တိုက်စစ်မှုတယောက်လိုအန်ဒီရဲ့ပေးနိုင်ခဲ့ပါတယ်။ဝဲစားလို့6မိနစ်ပါနဲ့သူ့ရဲ့ကန်ချက်ကိုအာဆင်နယ်ဂိုးသမားဒေးဗစ်ရာယာကလက်ဖြားနဲ့ပုတ်ထုတ်နိုင်ခဲ့လို့သာအာဆင်နယ်တို့အစောကြီးဂိုးမပေးလိုက်ရတာပါ။ဒါအပြင်စပိုတင်းရဲ့နောက်ခံလူအော့စမန်ဒီမန်ယိုဒီပေးပို့လိုက်တဲ့ line breaking ball တွေဟာအာဆင်နယ်ရဲ့ခံစစ်တန်းကိုအကြိမ်ကြိမ်ဖျက်ချော်နိုင်ခဲ့ပါတယ်။အာဆင်နယ်ရဲ့နာမည်ကျော်နောက်ခံလူတွေဖြစ်တဲ့ဘန်ဟွိုက်ဝီလီယမ်ဆာလီဗာနဲ့ဂါဘရီယယ်မာဂန်ဟစ်စတိုဟာဘောလုံးကိုဟိုဘက်ဒီပဲပေးပို့နေုံကလွဲလို့ပြိုင်ဘက်ကိုထိန်းချောင်းနိုင်စွမ်းမရှိခဲ့ပါဘူး။အာရူဂျိုဟာအာဆင်နယ်ရဲ့တောင်မဲ့ကစားသမားနိုနီမာရီယိုအကီနဲ့ဘန်ဟွိုက်တို့ကိုကြော်ဖြတ်ပြီးဂိုးပေါက်စီကိုအကြိမ်ကြိမ်ချင်းကတ်နိုင်ခဲ့တာကတကယ်ကိုကြီးကျူးကျင်စရာပါ။အာဆင်နယ်အသင်းကိုဒီပွဲမှာအသက်ကယ်ပေးခဲ့တဲ့သူကတော့ဂိုးသမားရာယာပါပဲ။သူကတပွဲလုံးမှာအပိုင်ကာကွယ်မှု9ကြိမ်အထိပြုလုပ်နိုင်ခဲ့ပြီးပွဲပြီးကန်ဒီ4မိနစ်အလိုလူးဝစ်ဆွာရက်စ်ရဲ့အနိုင်ကိုဖြစ်သွားနိုင်တဲ့ကန်ချက်ကိုလည်းလက်စွမ်းပြကာကွယ်ခဲ့ပါတယ်။ဒီလိုရာယာရဲ့ကယ်တင်မှုတွေကြောင့်သာအာဆင်နယ်တို့ပွဲထဲမှာဆက်ရှိနေခဲ့တာပါ။စပိုတင်းအနေနဲ့သူတို့ရခဲ့တဲ့အခွင့်အရေးတွေကိုအဆုံးသတ်မသေးကြခဲ့တာကလည်းအာဆင်နယ်အတွက်တော့ကံကောင်းမှုတစ်ခုဖြစ်ခဲ့ရပါတယ်။ပွဲကစားပုံအရအသာမရခဲ့ပေမဲ့ကိုင်ဟာဗတ်ရဲ့နောက်ကျကိုကြောင့်အာဆင်နယ်တို့အဖိုးတန်နိုင်ပွဲကိုခိုးယူနိုင်ခဲ့ပါတယ်။စပိုတင်းတင်ဟာပွဲကိုစိုးမိုးထားနိုင်ခဲ့ပေမဲ့ဂိုးမသွင်းနိုင်ခဲ့တာကြောင့်နစ်နာခဲ့ရသလိုအာဆင်နယ်ကတော့သူတို့ရဲ့အတွေ့အကြုံနဲ့လူစားဝင်ကစားသမားတွေရဲ့အစွမ်းကြောင့်ရလက်ကောင်းကိုပေါ်ဆောင်နိုင်ခဲ့တာပါဘောလုံးပွဲဆိုတာကစားဖို့ကောင်းရုံနဲ့မလုံလောက်ပဲဂိုးသွင်းနိုင်မှသာအောင်ပွဲခံနိုင်တာဖြစ်ကြောင်းဒီပွဲကသက်သေပြသွားခဲ့ပါတယ်အာဆင်နယ်ရဲ့ဒီနိုင်ပွဲကတော့သူတို့ရဲ့စိတ်တဲ့ကြံ့ခိုင်မှုကိုပြသလိုက်တာပဲဖြစ်ပါတော့တယ်ဒီလိုရတာရှိတဲ့သုံးသက်ချက်တွေကိုအမြဲနားဆင်နိုင်ဖို့ MM Bookies ကို like and follow လုပ်ထားပေးဖို့ပြောကြားရင်းနဲ့အဆုံးသတ်ပါရစေကျေးဇူးတင်ပါတယ်